ကဲ Revit ရဲ့အဓိကကြတဲ့တကယ်ကိုအစွမ်းထက်တဲ့ concept တစ်ခုဖြစ်တဲ့ project template ဒီအကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင် ဒီလိုစဉ်းစားကြည့်ရအောင်ရှုထွေးတဲ့ project အတစ်တစ်ခုကိုစလုပ်တော့မယ်ဆိုရင် designer တိုင်းကြုံရတဲ့မေးခွန်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ကောင်းမွန်တဲ့ design တွေကတကယ်တမ်းပင်နဲ့စတင်တာနဲ့ဆိုတာပါပဲအဖြေကတော့လေစာမျက်နှာအလွတ်ကြီးကနေစတာမျိုးမဟုတ်ပါဘူးတကယ်တမ်းမှာတော့ထိထိရောက်ရောက်နဲ့တသမတ်တည်းဖြစ်စေဖို့တော့ချက်ကအစကနေဘာမှမရှိပဲစတာထက်ကောင်းကောင်းပြင်ဆင်ထားတဲ့အခြေခံတစ်ခုပေါ်မှာတည်ဆောက်တာပါပဲအဲ့ဒီတော့ဒီအခြေခံဆိုတာကိုပိုရှင်းရှင်းလင်းလင်းမြင်သွားအောင်အရန်လွယ်ကူပြီးအားလုံးခွန်းခဲ့ပြီးသားဥမာလေးတစ်လုံးသုံးကြည့်ရအောင်အဲ့ဒါကတော့အဆောက်အုံရဲ့ဒီဇိုင်းပုံစံ blueprint နဲ့တကယ်လက်တွေ့တည်ဆောက်ထားတဲ့အဆောက်အုံကိုနှိုင်းယှဉ်ကြည့်တာပါပဲတကယ်ဆောက်လုပ်ရေးလောကမှာဆိုရင်တစ်ခုကအစီအစဉ်ဖြစ်ပြီးနောက်တစ်ခုကအဲ့ဒီအစီအစဉ်ကနေထွက်ပေါ်လာတဲ့ရလဒ်ပေါ့ Revit မှာလည်းအဲ့ဒီလိုပါပဲဒီဆက်နွယ်မှုကတကယ်ကိုအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတယ်အခုဒီ slide မှာစိတ်ဝင်စားစရာကောင်းတာကအဲ့ဒီဥပမာကို Revit ရဲ့အသုံးနှုန်းတွေနဲ့တိုက်ရိုက်ချိတ်ဆက်ပြထားတာပါပဲ Blueprint ဆိုတာက Revit မှာ template ဖြစ်ပြီးတကယ်အဆောက်အုံကတော့ project ပါပဲရှင်းရှင်းလေးနော်ဒါကဘာကိုပြနေလဲဆိုတော့ template ဆိုတာကလုံးဝဗလာဖြစ်နေတဲ့ file အလွတ်ကြီးမဟုတ်ဘူးဆိုတာပါပဲအဲ့ဒါကလုပ်ငန်းအသက်တစ်ခုစတင်ဖို့အတွက်လိုအပ်တဲ့ setting ဒီ standard တွေအားလုံးအဆင့်တင်ပါဝင်နေလဲအစပြုမှကုန်းတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့လို့တော့ချက်ကပါလဲဆိုရင် template ကအရင်လာရမယ်ဆိုတာပါပဲ project ဖိုင်တိုင်းရဲ့မူလဘူတာအစပြုရာ summit က template တစ်ခုဖြစ်ကိုဖြစ်ရမှာပါကဲဒါဆိုရင်ဒီ template တွေထဲမှာတကယ်လမ်းဘာတွေပါဝင်နေလဲဆိုတာကိုအသေးစိတ်စက်ကြည့်လိုက်ကြရအောင်ဥပမာ company တစ်ခုမှာတေချာတည်ဆောက်ထားတဲ့ template တစ်ခုရှိတယ်ဆိုပါစို့အဲ့ဒီကနေ fund လိုက်တဲ့ project ကပထမဆုံး click တစ်ချက်နှိပ်လိုက်တာနဲ့ company ရဲ့စံနှုန်းတွေအရေးသွေးရည်နဲ့တပင်းညီဒီချင်းနေမှာကိုတေချာစေပါအေးအချင်းကုန်လဲတတ်တာအမားရင်းလဲနဲတော့လားပေါ့ဒီစာတိုလေးက professional workflow ရဲ့အနိတရာကိုဖော်ပြနေတာပါပဲအရင်ဆုံးစံနှုန်းတွေကိုခိုင်ခိုင်မာမာသတ်မှတ်ထားမယ်ပြီးတော့မှဖန်တီးမှုအပိုင်းကိုစစ်လုပ်မယ်ဒါကအခြေခံပါပဲကဲအခုလက်တွေ့ကြကြအသုံးချဖို့တဲ့အရင်ကြီးတဲ့အပိုင်းကိုရောက်လာပါပြီဒီ essential မရှိမဖြစ် blueprint finding ပြောရရင် template finding ကကိုယ့်စက်ထဲမှာဘယ်နေရာမှာရှိနေလဲဆိုတာသိဖို့လိုပြီပေါ့အဲ့ရတွေကိုရှာရတာကတော့တော်တော်လေးလွယ်ပါတယ်ဒီမှာပြထားတဲ့လမ်းကြောင်းအတိုင်းလိုက်သွားရုံပါပဲဒါပေမဲ့တစ်ခုသတိထားရမှာက program data folder ကတချို့ set တွေမှာ default အနေနဲ့ဝတ်ထားတတ်တယ် hidden file ဖြစ်နေတတ်တော့အဲ့ဒါလေးကိုတော့ setting တွေမှာအရင်ပြောင်းဖို့လိုပါလိမ့်မယ်ဟုတ်ကဲ့ဒါကတော့ Revit ကသူ့ရဲ့ project template တွေကိုတင်ထားတဲ့ default လမ်းကြောင်းအတိအကျပါပဲအဲ့ဒီ folder တွေကိုဝင်ကြည့်လိုက်ရင်ရွေးချယ်စရာတွေအများကြီးတွေ့ရမှာပါဥပမာ data အလိုက်သုံးတဲ့စံနှုန်းတွေ unit စနစ်တွေဥပမာ US metric တို့ imperial တို့ Singapore standard တို့အဲ့ဒီလိုမျိုးကိုယ့် project နဲ့ကိုက်ညီမဲ့ဟောင်ကိုရွေးချယ်နိုင်အောင်အစုံအလင်ထည့်ပေးချပါတယ်ကဲဒီ blueprint ဆိုတဲ့အယူအဆကအဆောက်အုံတစ်ခုလုံးအတွက်ပဲမဟုတ်သေးဘူးเนาะအဲ့ဒီထက်ပိုကျယ်ပြန့်ပါတယ်အဆောက်အုံထဲမှာပါဝင်မဲ့အစိပ်ပိုင်းတစ်ခုချင်းစီအထက်လေဒီ concept ကအတုံးဝင်လေတော့ပါပဲအဲ့ဒါတွေကိုကြတော့ family template တွေလို့ခေါ်ပါတယ်သူတို့ကဘာဒီအတွက် blueprint တွေလဲဆိုတော့ project ထဲမှာဖြည့်ဆွတ်ချက်သွင်းမဲ့တခါဒီ bidding box တွေ break box ကအကားတွေလို့ object တစ်ခုချင်းစီကအခြေခံပုံစံနေပေါ့ပြီးတော့ project template တွေလို့ပဲဒီ family blueprint တဲ့လဲတည်တံ့ folder တစ်ခုရှိပါတယ်ဒီမှာပြထားတဲ့လမ်းကြောင်းအတိုင်းပါပဲဒီလောက်ထိစနစ်တကျခွဲခြားပေးထားတာကိုကြည့်ခြင်းအဖြစ် Revit က design လုပ်ငန်းစဉ်ရဲ့အဆင့်တိုင်းအတွက် project အကြီးကြီးနဲ့အထဲမှာသုံးမဲ့ component အသေးလေးတွေအထိအားလုံးအတွက်အစာဖြုတ်မှတ်တွေ blueprint တွေပေးထားတယ်ဆိုတာကိုတွေ့နိုင်ပါတယ်။ကဲဒီလောက်အထိရှင်းပြပြီးတဲ့နောက်မှာအားလုံးကိုခြုံငုံပြီးမသားထားရမယ့်အဓိကအချက်ကဘာဖြစ်မလဲ။အဓိကကတော့ဒါပါပဲ။အဆောက်အုံကိုမဆောက်ခင်မှာသူ့ရဲ့ blueprint ကိုတေချာရွေးချယ်ရသလိုပဲ project ကိုမစခင်ခင်မှာမှန်ကန်တဲ့ template တစ်ခုကိုရွေးချယ်ဖို့အမြဲတမ်းသတိရအစပိုင်းမှာတေးသေးချာချာစဉ်းစားပြီးလုပ်လိုက်တဲ့ဒီဆုံးဖြတ်ချက်လေးတစ်ခုကနောက်ပိုင်းမှာအချင်းကုန်လာတွေအမားယွင်းဖြစ်တာတွေကိုမဖြစ်အောင်အများကြီးကာကွယ်ပေးနိုင်ပါတယ်။ဒါဆိုရင်တော့အခြေခံ blueprint ဖြစ်တဲ့ template ကိုရွေးချယ်ပြီးပြီဆိုရင် design ပညာရဲ့အတန်းနှလုံးဖြစ်တဲ့နောက်ဆုံးမေးခွန်းတစ်ခုကြံပါတော့တယ်။အဲ့ဒါကတော့ဘယ်လိုအဆောက်အအုံမျိုးကိုဖန်တီးတည်ဆောက်ကြမလဲဆိုတာပါပဲ။